你好，明啦嘛？ဒီတင်ကစားမှာတော့နော် lesson 2ရဲ့ခက်ဝင်ဆန်းကိုကြည့်ကြမှာဖြစ်ပါတယ်။ခေါင်းစဉ်လေးကတော့在操场နော် sorry 在操场ဆိုတာကစားကွင်းနော်ခက်ဝင်ကြီးမှာတင်ခဲ့တာက运动场ဆိုတာလဲကစားကွင်းပဲ操场ဆိုတာလဲကစားကွင်းပဲနော် A နဲ့ B နဲ့စကားပြောကြတယ်။ A ကဘာပြောလဲဆိုတော့တာဝေကြီး年多大တာဝေဟာဒီနှစ်မှာဆိုရင်တက်ဘလောက်ရှိပြီလဲ B ကပြောတယ်20多岁တက်20ကျော်ရှိပါပြီ။ A ကပြန်မေးတယ်他多高သူဘလောက်မြင့်လဲသူအရက်အမြင့်ဘလောက်ရှိတယ်လဲ1米8几ဆိုတာမီတာနဲ့ပြောမယ်ဆိုရင်1.8မီတာစင်တီမီတာနဲ့ပြောမယ်ဆိုလို့ရှိရင်180စင်တီမီတာเนาะကြည်ကဘာလို့ထည့်ထားလဲဆိုလို့ရှိရင်သူကဘယ်လိုပြောမလဲအလောက်ခက်မှန်ချေပေါ့အဲ့လိုမျိုးပုံစံเนาะ180စင်တီမီတာလောက်ရှိတယ်1.8မီတာလောက်ရှိတယ်အဲ့လိုမျိုးပြောမှာเนาะတရုတ်တွေမှာအရက်ကိုတိုင်းရင်စင်တီမီတာနဲ့ပဲတိုင်းကြတယ်တို့တွေကြပါနဲ့တိုင်းလဲဟောပါလဲပေနဲ့တိုင်းကြเนาะအဲ့တော့你怎么知道这么多啊你ဘာလို့အလောက်အများကြီးသိနေရလဲเนาะဘာမေးမေးကုန်သိနေလဲเนาะအသက်ဘလောက်ရှိလဲဆိုလဲသိရဲ့အရက်ဘလောက်ရှိလဲဆိုသိရဲ့ဆို他是我同学သူကငါရဲ့同学မို့လို့同学ကိုသိရဲ့เนาะ yes k1 မှာတင်ပူထားတယ်同学ဆိုတာဘာလဲဆိုလို့ရှိရင်အတူတူကျောင်းထဲမှာစာတင်တယ်เนาะထုံကျိုးဆိုလို့ရှိရင်တခုံနဲ့အတူတူထိုင်တယ်ဟုတ်ပြီလားအဲ့တော့ပြန်ကြည့်အောင်တာဝေချင်းနဲ့多大နော်ဒီတာဝေဟာဆိုလို့ရှိရင်ဒီနှစ်ဆိုရင်အသက်ဘလောက်ရှိပြီလဲ20多岁20ကျော်ရှိပြီနော်他多高ဘလောက်ရက်ဘလောက်မြင့်နေလဲ1米8几180စင်တီမီတာလောက်မြင့်တယ်你怎么知道这么多啊နော်ဘာလို့အလောက်အများကြီးသိရလဲ他是我同学သူကငါရဲ့同学မို့လို့ပါရမယ်နော်အဲ့တော့အတန်ကိုနားထောင်ကြည့်အောင်နော်အတန်3课文3，在操场。Text 3, on the playground。大卫今年多大20多岁，他多高1米8几。你怎么知道这么多呀他是我同学。ရမယ်နော်အဲ့တော့အတန်နဲ့နားထောင်ပြီးပြီဆိုတော့ဘာလုပ်မလဲဒါလေးတွေကိုဖတ်ရမယ်ပြီးလို့ရှိရင်ဖတ်အဆင်ပြေချောချောမွေးဖတ်နိုင်အောင်လေ့ကျင့်ပြီးတော့မှဒီဟာကိုဖတ်ပြတဲ့အတန်ဖိုင်လေးပို့ပေးရမယ်နော်ကဲအဲ့တော့ဒီတင်ကစာတော့ဒီလောက်ပါပဲနောက်တင်ကစာမှာတွေ့ကြမယ်再见